အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော် reading မှာကတ်တွေကို shuffle လုပ်မယ်ပြီးရင်ကျွန်တော်ကတ်3ကတ်ကိုမှောက်ထားလိုက်ရပါတော့အဲ့ဒီကတ်3ကတ်ထဲမှာမိတ်ဆွေတို့ကကိုနှစ်သက်ရာကတ်တစ်ကတ်ကိုရွေးမယ်ပေါ့နော်အဲ့တော့တစ်ကတ်နှစ်ကတ်3ကတ်ပေါ့နော်အဲ့တော့ကတ်3ကတ်ချထားတယ်အဲ့ကတ်3ကတ်မှာမိတ်ဆွေအနေနဲ့ကကိုကြိုက်နှစ်သက်တဲ့ကတ်မျိုးစားကိုရွေးချယ်လို့ရပါတယ်အဲ့တော့မိတ်ဆွေအနေနဲ့ကကတ်1လားကတ်2လားကတ်3လားရွေးချယ်ပြီးပြီဆိုရင်ကျွန်တော်ဒီကတ်တွေကိုစပြီးတော့ reading လုပ်ပေးမှာပဲဖြစ်ပါတယ်အဲ့တော့ပထမဆုံးဒါကို1 2 3ကတ်1ကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေကိုကျွန်တော်စပြီးတော့ reading လုပ်ပေးပါမယ်ဒီကတ်အမျိုးအစားကြပါအဲ့တော့ဒီကတ်ရဲ့အဓိပ္ပာယ်ကဘာကိုဖော်ပြနေလဲဆိုရင်မနိုင်ဝင်ကိုထမ်းနေရတယ်ကိုတမင်းကိုပဲပေါ့နော်စိတ်ဖိစီးမှုများအောင်ထိခိုက်နစ်နာအောင်ဒုက္ဆောင်ခံနေရတယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ကိုမှမနိုင်ဝင်နေအများကြီးထမ်းနေရပါမယ်အဲ့အတွက်ကိုဘယ်သူမှကျေးဇူးတင်ရကောင်းမှမသိပါဘူးအဲ့လိုအခြေအနေမျိုးကိုရင်ဆိုင်နေရတာဖြစ်တယ်ဆိုပြီးတော့ဒီကဲအဓိပ္ပာယ်ကနေဖော်ပြနေပါတယ်ကျွန်တော်နောက်ထပ်ခတ်တူးကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေအတွက်ကိုဒီထပ်လုပ်ကြည့်ပါမယ်ခတ်တူးကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေအတွက်ကတော့ဒီကအမျိုးအစားကြပါအဲ့တော့ဒီကံမျိုးစားမှာခတ်တူးကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေအနေနဲ့ကဘာလို့ဘာကန်တွေ့ဝေမှုတွေရှိနေတယ်အဲ့ဒီတွေ့ဝေမှုတွေမှာလည်းတစ်ဖက်ကနေတွန်းအားတွေပေးနေရဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဥပမာဒီလုပ်ကိုကိုစိတ်ထဲမှာဖြစ်နိုင်မယ်ကောင်းမယ်ထင်တယ်ဆိုပြီးတော့ try ကြည့်လိုက်တယ်ဒါပေမဲ့ဘေးကနေအဲ့ဒါကြီးကအဆင်မပြေတော့ဘူးဆိုတဲ့အရာမျိုးတွေနဲ့ကိုယ့်ကိုပြန်ပြီးတော့အားမပေးတဲ့အပြင်ပေါ့နော်ကိုလုံးမဲ့အရာတွေကိုရပ်တန့်ထားအောင်လုပ်ခံထားရတယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒါကတော့ခတ်တူးကိုရေးချထားတဲ့မိတ်ဆွေတွေအတွက် reading ပဲဖြစ်ပါတယ်ဒီကခတ်3ကိုရေးချထားတဲ့မိတ်ဆွေတွေအတွက်ကိုတစ်ချက်ရွေးပါမယ်ခတ်3ကိုရေးချထားတဲ့မိတ်ဆွေတွေအတွက်ကတော့ဒီကမျိုးစားကြပါတယ်အဲ့ဒီကမျိုးစားအနေနဲ့မိတ်ဆွေအနေနဲ့ကလက်ရှိလုပ်နေတဲ့အရာတွေကိုရဲရင်ရှေ့ဆက်လုပ်ကင်မှုလိုတယ်အောင်မြင်မှုဟာလက်တကမ်းမှာစပြီးတော့ရောက်နေပြီဒါပေမဲ့စိတ်ကိုပြက်သားဆုံးဖြတ်ချက်ချပြီးတော့စူးစမ်းရမယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒါကတော့ကျွန်တော်ကတ်3ကတ်ကိုချထားပြီးတော့မိတ်ဆွေတို့တက်ကိုတိုင်းနှစ်သက်ရာကတ်တွေကိုရွေးချက်ခိုင်းပြီးတော့ကျွန်တော်အနေနဲ့ reading လုပ်ပေးထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်